လုံးက ပါတယ်လေ မြန်မာလက်ရာတွေဘယ်နှစ်ယောက်တောင်မှ 300ကျော်တယ် မြန်မာ300ကျော်တယ်ဒီနန်းတော်တစ်ခုလုံးပြန် တော့အဲ့ဗမာတွေပဲအမပတ်သွားကြည့်လိုက်ဗမာစကားပြောတဲ့လူတွေဗမာတွေပဲဒါပေမဲ့နေရာကွဲကြတယ်လေ မဟုတ်လေဘဘူးထူတာအကုန်လုံးမြန်မာတွေ မြန်မာတွေပဲထိုးစားလေရခိုင်ကရင်ပါတယ်ရခိုင်ရှိတယ်မြန်မာလူသားပဲကိုမြန်မာနိုင်ငံသားတွေပေါ့ကရင်ပါတို့ကရင်တို့ရခိုင်မွန်မြန်မာဒီဝန်းထဲမှာဒါပေမဲ့မြန်မာတော့အများဆုံးပေါ့မွန်လည်းများတယ် ဟုတ်မြန်မာနိုင်ငံသားတွေကြီးပဲထူသွားလား ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲဒါလေးဆိုညီမတို့ထူတာလေဒီဘေးဆောင်အဲညီမတို့ထူတာဒီဘေးဆောင်နဲ့ညီမတို့ထူတာအရင်ညီမတို့လာတော့ဒါတွေထူပြီးသွားပြီပေါ့နော်ဒီဘေးဆောင်ထူရတယ်ဟိုဘွားဟိုမှာဟိုတို့ဒီလိုမျိုးအငေါ်လေးထူတာဒီရုပ်ရနောက်ကတက်နေအဲညီမတို့ထူတယ်ဒါတွေထူရတယ်ဟုတ်တယ်ဒါဆိုရင်ဒီလိုကတ်တဲ့ဟာတွေဟိုဘက်မှာအမားတို့မြင်လာမှာပေါ့ညီမတို့ဟိုထိတ်မတွေ့တာတုံးနေတွေ့တာဒီလိုမျိုးတုံးနေလေအဲအကုန်လုံးပဲအမားထူတာလေ ဒါ ဒီမှာဒါဆိုမနက်ကအမလက်စားတက်လိုက်တဲ့တုံးပေါ့နော်ဒါဆေးတုတ်ထားတာတွေ့လားအဲဒါအခုမှဆေးတုတ်လို့မပြီးသေးဘူးပေါ့ဒါ6ဝိုင်းနောက်ထပ်တုတ်ပြီးသူကကတ်ကြတာလေခုမှတက်တယ်ညီမဒါမျိုးပန်းတော့မကတ်တာ ဒီမှာကတ်တာဒီပတ်လည်းအကုန်ကတ် အကုန်လုံးကိုထိတ်ကနေပြီးတော့လောက်လာတယ်တွေ့လားကိုထိတ်ကနေပြီးတော့လောက်လာတယ်လူမျိုးဟာတွေပဲလေတောက်လျှောက်ပဲအကုန်လုံးလို့ရတယ်ဗမာကတ်ပဲဝနာတွေဆိုလို့ရှမ်းမရှိတယ်ဒီလိုပန်းတော့လေဒါဒီလိုပန်းတော့နေဆိုဟိုထိတ်တာဒါလိုထည့်အောင်မယ် ခေါင်းဆောင်လည်းရှမ်းဆိုမဲ့မြန်မာနိုင်ငံသားပဲမလား ခေါင်းဆောင်ရရှမ်းဆိုတာပြောမဆိုရင်ကိုယ့်ရဲ့ဒီဓာတ်တွေတင်ပေးတာလေဗမာဝနာတွေပဲလေဗမာတွေပဲတင်ပေးတာခေါင်းဆောင်ဆိုတာအခုဒီနန်းတော်မှာအုပ်ချုပ်တဲ့ဝနာဆိုလို့တယောက်ပဲရှိတယ်သူကနားမဆိုင်ခင်နဲ့အခုပဲရောက်သွားလို့မသိအဲ့လိုအုပ်ချုပ်တဲ့ဆိုသူကရှမ်းပဲဒါပေမဲ့အဲ့ရှမ်းရဲ့လက်အောက်က မဟုတ်လေရှမ်းလည်းမြန်မာနိုင်ငံသားပဲမ မ လား ဟုတ်ဘူးဒီနိုင်ငံသား ဩ အခုဒါညီမတို့ဒီပန်းတုံးတွေပါသူတင်ပေးတာဒါဆရာပဲဒါဝနာပေါ့ညီမတို့လည်းခေါင်းဆောင်ပေါ့အဲ့ခေါင်းဆောင်ပြင်မှာအကြီးဆိုလို့တယောက်ပဲရှိတယ်ဒီနန်းတော်မှာလေ ဒီလောက်ကြီးရတာအကုန်လုံးเนาะကျွန်တော်တို့နိုင်ငံမှာမရှိဘူးသူတို့နိုင်ငံမှာရှိတဲ့ဟာကိုကျွန်တော်တို့မြန်မာနိုင်ငံကလူတွေ အကုန်လုံးမှလာလောက်တာเนาะ မြန်မာနိုင်ငံမှာလွတ်သွားလို့မရတော့ဘူး ဟုတ်လား ဒီလိုအကြီးစိတ်လေးနဲ့နေတာလေဒီလိုညီမဒီလိုအကြီးစိတ်လေးနဲ့အဲ့အကုန်ဗမာတွေပဲအဲ့အလုံးဗမာတွေ တွေ့ရခုနကဖျက်လျှောက်သွားအတန်ကြားတယ် ဟုတ်တယ်အဲ့ဗမာတွေပဲအကုန်လုံးဒီလိုမျိုးရုပ်လုံးနေဆိုအခုကတော့ဟိုနတ်ဖန်ဆိုရင်ဒီကတစ်ဖေးရဲ့ဟိုဘယ်လိုပြောမလဲသူရှင်ပြူတာမနက်ဖန်ဆိုရင်တော့သူနေပေါ့ရောက်ပြီ9ရက်နေ့ရောက်ပြီဆိုတော့အဲ့ဒီမရောက်ခင်တော့ဟိုအောက်မှာလုံးငယ်ဆိုရှိရင်ညီမတို့မဖြတ်လာခဲ့လို့အဲ့ဒီမှာဆိုဒီလိုရုပ်တွေဖြစ်တယ်ဒါမျိုးတွေထူကြတာသူတို့လည်းအပြင်မှာထွက်ပြီးတော့မိုးပြီးတော့အခုကတော့ မြန်မာကပဲထူတာ မြန်မာပဲထူတာအခုဒီကအကုန်လုံးမယ် ဒါမျိုးအယုတ်ကြီးတွေအဆမြန်မာပဲ မြန်မာပဲထူတာ ဟာ သူကတကယ်လို့ မြန်မာတို့နဲ့မတွေ့တိမှာမဟုတ်မသိရင်ဆောင်းအံ့ဩပြီးတော့ဟာယူရလုံးနိုင်တယ်လို့ထင်နေမှာ ဟုတ် သိ ဘူး ရမှာ ဗမာတွေပဲလောက်ထားတာဒါပေမဲ့ဒီလိုမျိုးလေးကြတော့အောက်ကဒါလေးတန်လေးပဲဆွဲထားတယ်အဲ့ဒါဘာမှမရှိဘူးပြတာကူတာအကုန် ခု ဆက် ဒါဆိုကျွန်တော်တို့ခေါင်းပိုင်းလို့ပြီးပါပြီကြီးတွေကြံနေရ အဲ့ဒါတွေမြန်မာတွေထူတာလေထူပြီးတော့အယုတ်တွေမြန်မာတွေပဲကတ်တာပဲ အယုတ်ကတ်တာလည်းမြန်မာပဲထူတာလည်းမြန်မာပဲ အကုန်လုံးမြန်မာတွေပဲ တက်ပြီးလို့လည်းမြန်ပါသူတို့ကဒီနည်းနည်းမြင့်ရင်မတည့်ရတော့ ကိုဗမာတွေပဲဗမာတွေပဲ နည်းနည်းညံ ဒါအကုန်လုံးမြန်မာတွေပဲ အဲ့မြန်မာတွေပဲထူထားတာအကုန်လုံး မြန်မာ ဒီကိုရောက်တဲ့လူတွေနှစ်ချို့သမားတွေတောင်ရှိတယ် ဟုတ်လေမြန်မာနိုင်ငံသားတိုင်းရင်းသားပေါင်းစုံတွေ ဟုတ်တယ်ဟုတ်တယ် အယောက်300ကျော်တယ်ဟလား ကြော်တယ်ဒါဒီမှာနေကိုကဒီမှာနေမဟုတ်ဘူးပုံမှန်မြင်းလေးဖွက်တော့ မြေ မြင်းလေးတွေမြင်းလေးလိုက်မောင်းလိုက် အဲမောင်းရတယ်